တောင်ငူတက်ကပြီးတော့သူ့အစီအစဉ်နဲ့တူနော်ထွက်ပြေးဖို့ပေါ့နော်စီစဉ်ပြီးတော့အလင်းဝင်လာပါတယ်ခင်ဗျသူကဘာလို့ဝင်ရောက်လာလဲဆိုတော့သူအဲ့ဒီစစ်ကောင်စီလက်အောက်မှာတာဝန်လုံးဝမထမ်းဆောင်နိုင်လို့ပေါ့နော်အခုလိုအမြင်မှန်ရလာပြီးတော့ကျွန်တော်တို့ဘက်နဲ့ပူးပေါင်းပြီးတော့အလင်းဝင်ရောက်မှာဆိုရင်လူတိုင်းကိုကျွန်တော်ကြိုးဆိုပါတယ်လို့အကုန်လုံးနော်အားလုံးလည်းကျွန်တော်တို့အကောက်ဆုံးဖြစ်အောင်စီစဉ်ပေးသွားပါမယ်လို့